哈利路亚！ဘုရားသခင်ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်ဘုရားသခင်ပြင်ဆင်ပေးခြင်းကျေးဇူးတော်ကြောင့်အခုဒီနေရာမှာMCC အသင်းတော်ဆရာခိုင်ပြီးဆရာမ Mary เนาะကျမတို့ငယ်ငယ်လေးတွေကတည်ခဲ့တဲ့ဆရာမတွေဖြစ်တယ်ကျမငယ်ငယ်တော့ဆိုဆရာတို့လည်းငယ်ငယ်ပါပဲတဘောကတိတ်မကွာအောင်ဆိုတော့ဒီနေ့ဒီမှာနှုတ်ကပတ်တော်ကိုဝေငှရတဲ့အခွင့်ကိုပေးတဲ့အတွက်ဘုရားရှင်ကျေးဇူးတော်ထူပဲချီးမွမ်းပါတယ်ကျမပြင်ဆင်လာတဲ့နှုတ်ကပတ်တော်တခုရှိတယ်ဒါပေမဲ့ဒီမှာမြန်မာပြည်အတွက်ဆုတောင်းတဲ့အခါမှာကျမရမ်းဝမ်းသာတယ်ကျမတို့ကတခြားနိုင်ငံမှာကျမတို့ရောက်ပေမဲ့ကျမတို့ကမြန်မာပြည်ကနေကြီးပြင်းလာတဲ့သူတွေဖြစ်တယ်အာမင်ဆိုတော့ဖခင်သခင်သည်ကျမတို့ရဲ့တိုင်းနိုင်ငံအတွက်တစ်စုံတစ်ခုသောရည်ရွယ်ချက်နဲ့ကျမတို့ကိုပို့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့တကယ်ပဲကျေးဇူးတော်ချီးမွမ်းတယ်ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်မြန်မာပြည်ဟာနော်ဖခင်သခင်ရဲ့မဆခြင်းကျေးဇူးတော်ကြောင့်နော်တဖြည်းဖြည်းနဲ့ပြောင်းလဲခြင်းကိုဥတည်လာတယ်ဟာလေလုယာလုံးဝပြောင်းလဲလာမယ်ဆိုတာကျွန်မအထူးပဲယုံကြည်တာဖြစ်တယ်ဖခင်ရှင်သားမတော်ဘုန်းကြီးပါစေဒါကြောင့်မို့ကျွန်မစိတ်ထဲမှာဝင်ငှဖို့ပြင်ဆင်လာတဲ့နှုတ်ကပတ်တော်ထက်ကျွန်မဒီနေ့ပြီးခဲ့တဲ့အပတ်ကကျွန်မ Dallas မှာဝင်ငှခဲ့တဲ့နှုတ်ကပတ်တော်ကိုကျွန်မဒီနေရာမှာပြန်လဲဝင်ငှဖို့ခွန်အားပေးဖို့ဟာလေလုယာကျေးဇူးတော်အထူးပဲချီးမွမ်းတယ်ကျွန်မကျမ်းချက်တစ်ချက်ဖတ်မယ်ဇာခရိအနာဂတိကျမ်းအခန်းကြီး10အငယ်1ဇာခရိအနာဂတိကျမ်းအခန်းကြီး10အငယ်1နောက်မိုးရွာကာလတွင်မိုးရွာစေမိအကြောင်းထာဝရဘုရားထံတော်၌ဆုတောင်းကြလော့ထာဝရဘုရားသည်လျှက်စစ်ကိုပြင်ဆင်၍များစွာသောမိုးရွာသဖြင့်ခတ်သိမ်းသောလူတို့အဖို့လေပြင်း၌အပင်ပေါက်စေတော်မူမည်နောက်မိုးရွာကာလတွင်မိုးရွာစေမိအကြောင်းထာဝရဘုရားထံတော်၌ဆုတောင်းကြလော့ဟာလေလုယာဆုတောင်းခြင်းကိုနှစ်သက်သောဘုရားဖြစ်တယ်ကျမတို့ဘာမှမတတ်နိုင်ဘူးကျမတို့လှုပ်ဆောင်နိုင်တာဘာမှမရှိဘူးအထူးသဖြင့်เนาะကျမတို့ရဲ့အသက်တာမှာကျမတို့နားမလည်နိုင်တဲ့အရာတွေမြောက်များစွာရှိတယ်เนาะအခုလိုမြန်မာနိုင်ငံရေးနဲ့ပတ်သက်ရင်စောစောဆရာဆုတောင်းထားတဲ့ထဲမှာကျမတို့နိုင်ငံရေးသမားတွေမဟုတ်ဘူးဆိုတဲ့အခါကျတော့ဘသူကအာဏာရပါစေဘသူကပြုတ်ပါစေဘသူသေးပါစေဘသူရှင်ပါစေဆိုတာကျမတို့ကနားလေတော့သူတွေတယောက်မှမပါဘူးတို့တော့ဖယားသခင်သည်အစမှသည်ထာဝရကာလတိုင်အောင်နားလေတော့ဖယားဖြစ်တယ်ဟာလေလုယာဆိုတော့ကျမတို့ရဲ့အလုပ်ကပါလဲဆိုရင်ဆုတောင်းဖို့ရန်ကျမတို့အလုပ်ဖြစ်တယ်ကျမတို့ဆုတောင်းတဲ့အခါမှာဖယားသခင်ရဲ့တကိုးကြီးသောလက်တော်သည်သူ့ရဲ့သားသမီးတွေရဲ့ဆုတောင်းသောအသံကိုအမြဲတမ်းနားထောင်ပြီးမှလှုပ်ရှားပေးသောဖယားသခင်ဖြစ်တယ်ဖျားရှင်နာမတော်တာပြည့်ဘုန်းကြီးပါစေကျမတို့ဆုတောင်းတဲ့အခါမှာဖယားသခင်လို့ယုံကြည်ခြင်းနဲ့ကိုးစားခြင်းနဲ့ဖယားရဲ့နာမတော်ကိုကျမတို့အော်ဟစ်တဲ့အခါမှာဖယားသခင်သည်ကျမတို့ရဲ့နောက်မှာမတ်တက်ရက်ပြီးမှဟာလေလုယာကြီးစွာသောအမှုကိုပြုမှာဖြစ်တယ်ဒါကျမတို့ရဲ့ဆုတောင်းခြင်းဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေရာမှာကျမဘလို့ခေါ်လဲဖယားသခင်ရဲ့နှလုံးသားဖယားသခင်ရဲ့သဘောတဘာဝတစ်ခုကဘာလဲဆိုရင်ဖယားသခင်သည်ကျမတို့ရဲ့အရင်ကအရာထက်နောက်ပိုင်းမှာဖယားသခင်ကြီးကျမတို့ကိုတဖြည်းဖြည်းနဲ့တိုးပွားသောကောင်းကြီးနဲ့ပို့ဆောင်ပေးသောဖယားဖြစ်တယ်ဟာလေလုယာကျမတို့ကိုတိုးပွားခြင်းကဘယ်လိုခေါ်လဲနှစ်သက်သောဖယားဖြစ်တယ်ကျမတို့ကိုတိုးတက်စေခြင်းတဲ့ဖယားဖြစ်တယ်ဟာလေလုယာဥပမာဆရာဆောဆောရောကျမကိုမိတ်ဆက်ပေးတယ်ကျမကိုဆရာပမာတွေ့လဲဆိုတော့ကံဘဲ့မှာတွေ့တယ်ကံဘဲ့မှာကျမကိုဆရာနဲ့ကျမတို့စတွေ့တယ်ကံဘဲ့ဆိုတာကကျမတို့ Full Gospel အသင်းတော်စခဲ့တဲ့ရက်ကွက်လေးဖြစ်တယ်စင်ရဲသားရက်ကွက်ဖြစ်တယ်အဲ့ဒီရက်ကွက်လေးမှာကျမတို့လည်းဘယ်လိုခေါ်လဲဘုမတိဘာမတိနဲ့ခရိယန်ဆိုတဲ့လောကထဲမှာကျမတို့ရောက်လာတယ်ကျမငယ်ငယ်လေးတွေကခရိယန်မမြင်ဘူးခရိယန်ဆိုတာအိမ်နီးနားမှာတော့မရှိဘူးဆိုတော့ကျမတို့ကရန်ကုန်မှာကြီးပြင်းလာတယ်နော်ဗမာမြောက်များစွာအတိုင်းဝိုင်းထဲမှာကျမတို့ကြီးပြင်းလာတာဖြစ်တယ်ဆိုတော့ဒါပေမဲ့အဲ့ဒီကံဘဲ့ဆိုတဲ့ရက်ကွက်မှာကျမတို့ကဘလို့ရောက်သွားလဲဆိုတော့ကျမအဖေငှားလို့ရောက်တာရက်ကွက်ထဲမှာဆိုတော့အဲ့ဒီမှာဒီလိုပဲနေနေတဲ့အခါမှာဟာအိမ်နားမှာအတောင်တစ်ခုဖြစ်လာတယ်ဆိုပြီးတော့မှကျမတို့အဲ့ဒီဖခင်เจ้าမှာကျမတို့သွားတက်တယ်နော်ဖခင်เจ้าမှာကျမတို့သွားကြတယ်ဆိုတော့ယေရှုအကြောင်းတော့ကျမတို့ကြားတယ်စိတ်ထဲမှာလည်းယုံကြည်တယ်ဒါပေမဲ့ဆုံးဖြတ်ချက်မချနိုင်သေးဘူးနော်ယေရှုကတော့ကယ်တင်တဲ့ဖခင်ဖြစ်တယ်ဆိုတာယုံကြည်တယ်ဒါပေမဲ့ယေရှုပဲကိုးကွယ်ရင်တခြားအရာတွေမကိုးကွယ်ရဘူးဆိုတဲ့အရာကကျမတို့အတွက်ဆုံးဖြတ်ချက်မချနိုင်ဘူး
ဆိုတော့ယေရှုလည်းကိုးကွယ်လို့ရရင်ကောင်းပါပေါ့တခြားအရာတွေလည်းမစွန့်ဘဲနဲ့ခဏလေးထားရင်ကောင်းပါပေါ့စိတ်ထဲမှာအဲ့လိုမျိုးစဉ်းစားတယ်မဟုတ်ဘူးယေရှုဖခင်ကနော်ဘာလဲလူသားတွေအတွက်အသက်စွန့်ပြီးကယ်တင်တဲ့ဖခင်ဖြစ်တယ်သူမှလွဲလို့ကောင်းကင်ကိုသွားဖို့လမ်းမရှိဘူးလို့ကျမတို့ကိုကယ်တင်ခြင်းဝေငှတဲ့လူတွေကကျမတို့ကိုပြောပြတယ်အဲ့မှာဖခင်เจ้าကိုကျမတို့သွားတက်တယ်နော်အဲ့ဒီအချိန်မှာကျမတို့ဆရာကအဲ့ဒီအချိန်မှာအသင်းတော်မှာဆရာလည်းဆရာတစ်ပါးဖြစ်တယ်မှကျမတို့တွေ့တယ်တကယ်ဆင်းရဲတဲ့ရက်ွက်ထဲမှာဖြစ်တယ်ဆရာမမေရီဆိုကျမတို့အိမ်ရောက်ဖူးတယ်နော်ဆိုတော့ဒါပေမဲ့ကျမခရစ်တော်ကိုယုံကြည်ကိုးစားလာတဲ့အခါမှာဖခင်သခင်ကြီးကျမကိုအဲ့ဒီနေရာမှာပဲမထားဘူးဟာလေလုယာဒါပေမဲ့အဲ့ဒီကောင်းကြီးကိုလိုချင်လို့တော့ကျမကိုးကွယ်တာမဟုတ်ဘူးဖခင်ကိုယုံကြည်ရင်ဒီလိုကောင်းကြီးတွေရမယ်ဆိုတော့ကျမမသိခဲ့ဘူးကျမကောင်းကင်နိုင်ငံရောက်မယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ယေရှုကိုကိုးကွယ်ခဲ့တာဖြစ်တယ်ဒါပေမဲ့အဲ့ဒီယုံကြည်ကိုးကွယ်တဲ့အခါမှာဖခင်သခင်ကြီးကျမတို့ကိုအမြဲတမ်းတိုးပွားစေတော်ဖခင်ဖြစ်တယ်ဟာလေလုယာသင်ဒီဖခင်ကိုယုံကြည်ပြီးမှဖခင်သခင်နဲ့အတူရှောက်လန်းနေဆိုရင်သင်ရဲ့ယခုဘဝနဲ့နောက်10နှစ်ဘဝတည်တူကိုမတူစေရဘူးဟာလေလုယာဖခင်သခင်ဒီကျမတို့ကိုကောင်းချီးပေးတော်ဖခင်ဖြစ်တယ်ကြည့်ပါယောဘကိုလေသူ့ရဲ့ရှေ့ဖြစ်ဟန်ထက်နောက်ဖြစ်ဟန်ကိုကောင်းချီးပေးတဲ့ဖခင်ဖြစ်တယ်ဟာလေလုယာသူ့ရဲ့အရှင်တော်ကချမ်းသာကြွယ်ဝမှုထက်နောက်ကိုပို့ပြီးမှကောင်းချီးပေးတယ်နှစ်ဆတော့ကောင်းချီးပေးတယ်မဟုတ်ဘူးလားယောဘအကြောင်းကျမတို့အားလုံးသိကြတယ်လျှို့ဝှက်ချက်ကပါလဲဆိုရင်စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံတော်သူဖြစ်တယ်တဲ့အတ္တမှာကြုံတွေ့ရတဲ့ခက်ခဲခြင်းတွေစုံစမ်းနှောက်ယှက်ခြင်းတွေကျမတို့ကြုံတွေ့တဲ့အခါမှာလေစုံစမ်းနှောက်ယှက်ခြင်းကိုတီးခံခြင်းဆိုတာဘာလဲဆိုရင်လူကိုယ်တော်ကောင်းဖရာသခင်ကို၎င်းအပြစ်မတင်ဘဲနဲ့ယုံကြည်ခြင်းအဖြစ်ကိုတော်ဒီခက်ခဲခြင်းထဲကနေငါ့ကိုကူညီမဆမယ်လို့ယုံကြည်ခြင်းအဖြစ်ချီးမွမ်းသောအသက်တာဟာစုံစမ်းနှောက်ယှက်ခြင်းကိုတီးခံသောအသက်တာဖြစ်တယ်ဟာလေလုယာတခါလေပြဿနာအခက်ခဲလေအသင်းတော်ထဲမှာမိသားစုထဲမှာကျမတို့ကြုံတွေ့တဲ့အခါမှာကြည့်အေဒင်ဥယျာဉ်ထဲမှာအာရန်နဲ့အေဝကြုံတွေ့လာတဲ့အခါမှာနော်အပြစ်ဆိုတဲ့ပြဿနာကြီးဝင်လာတဲ့အခါမှာဖခင်သခင်ကမေးတယ်ဟေးငါမစားနဲ့လို့ပြောတဲ့အသီးကိုစားလိုက်ပြီလားလို့မေးတဲ့အချိန်မှာလေအာရန်ကဘာပြောလဲကိုတော့ကျွန်တော်ကြောင့်ပါကျွန်တော်မှားပါတယ်ကိုတော့လို့မိမိအပြစ်ကိုသူဝန်ခံတာမဟုတ်ဘူးပြဿနာဝင်လာတဲ့အခါမှာသူဘတို့အပြစ်တင်တယ်ကိုတော့ပေးတဲ့မိမကလာကျွေးတာလေကိုတော့မိမပေးတဲ့ဖယားလည်းပြဿနာနော်အဲ့ဒီမိမလည်းသူ့ကိုလာကျွေးလို့သူစားမိတာဘတို့အပြစ်တင်လဲဖယားကိုလည်းအပြစ်တင်တယ်မိမကိုလည်းအပြစ်တင်တယ်အေဝမင်းငါတားမြစ်တဲ့အသီးကိုမစားနဲ့လို့ပြောတဲ့အသီးကိုမင်းစားလိုက်ပြီလားပြောတယ်ကိုတော့မွေးသည်ကျွန်တော်မကိုလှည့်ဖျားတော့ကြောင့်ကိုတော့ကျမမှားသွားပါတယ်လို့မပြောဘူးမွေဟာလှည့်ဖျားတယ်ဘာဖြစ်လဲပြဿနာစုံစမ်းနှောက်ယှက်ခြင်းတစ်ခုခုကြုံလာတဲ့အခါမှာမင်းကြောင့်မင်းအသုံးမချလို့ငါတို့အဖေမအသုံးမချတာဟာငါတို့အကိုကြီးကတကယ်အသုံးမချတယ်တယောက်နဲ့တယောက်အပြစ်တင်ပြီးမှအော်ဖယားသခင်ကျွန်မကိုဘာကြောင့်ဒါတွေတွေ့ကြုံခိုင်းတာလဲဖယားကိုတော်၎င်းလူကိုတော်၎င်းအပြစ်တင်နေမယ်ဆိုရင်နှစ်ဆတော့ကောင်းချီးကျမတို့အသက်တာမှာမြင်တွေ့ရမှာမဟုတ်စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံခြင်းဆိုတာဘာလဲဆိုရင်လူကိုတော်၎င်းဖယားကိုတော်၎င်းအပြစ်မတင်ဘဲနဲ့ဒီအရာထဲကနေဖယားသခင်ငါ့ကိုလွတ်မြောက်ခြင်းခွင့်ပေးမယ်ဟာလေလုယာဖယားသခင်ငါ့ကိုမဆမယ်ယုံကြည်ခြင်းအပြင်ဖယားကိုမျှော်ကြည့်သောအသက်တာသည်အမြဲတမ်းနှစ်ဆသောကောင်းချီးကိုခံစားသောအသက်တာဖြစ်တယ်ဘုရားရှင်နာမတော်ပုံကြည်ပါစေဟာလေလုယာကျွန်မဒါကိုကြည့်တဲ့အခါမှာဖယားသခင်သည်ကျမတို့ရဲ့ရှေ့ဖြစ်ဟန်ထက်နောက်ဖြစ်ဟန်ကိုအမြဲတမ်းကောင်းချီးပေးတော်ဖယားဖြစ်တယ်။သူနဲ့သူရှောက်လန်းတဲ့အခါမှာကျမတို့ရဲ့ယခုအခြေအနေထက်နောက်ဘယ်နှစ်နှစ်လဲနှစ်ပေါင်းများစွာမတူဘူးဟာလေလုယာဟာလေလုယာဒါကဖယားသခင်ရဲ့သဘောတဘာဝဖြစ်တယ်။ဒီနေ့ကျမအဓိကကျမဒီနေရာမှာဝေငှခြင်းတဲ့အရာပါလဲဆိုရင်နောက်မိုးရွာရာကာလတွေမိုးရွာစေမည်အကြောင်းထာဝရဘုရားကိုဆုတောင်းပါကျမတို့ရဲ့ဆုတောင်းခြင်းစက္ကပ်ခြင်းကိုဖယားသခင်နားညောင်းပြီးမှဒီမြေကြီးပေါ်မှာနိုးထမှုကြီးသည်ဟူသောနောက်မိုးကိုဖယားသခင်ပြင်းစွာရွာသွန်းစေမှာဖြစ်တယ်ဟာလေလုယာကျမနှလုံးသားထဲမှာဒီရက်ပိုင်းဒီလပိုင်းဒီနှစ်ပိုင်းတွေမှာကျမနှလုံးသားထဲမှာအမြဲတမ်းအဲ့ဒီနောက်မိုးရွာရာကာလမှာဖယားသခင်ကျမကိုအသုံးပြုပါဟာလေလုယာဖယားသခင်လူတိုင်းကိုအသုံးပြုမှာဖြစ်တယ်ကျမတယောက်တည်းနဲ့အဲ့နိုးထမှုကြီးတစ်ခုလုံးဖြစ်မှာမဟုတ်ဘူးအောက်တစ်ချက်သေးတဲ့ပွင့်အနေနဲ့ဖယားသခင်လူတိုင်းကိုအသုံးပြုမှာဖြစ်တယ်။ကိုတော့အဲ့ဒီနောက်မိုးကြီးစွာသောနောက်မိုးဟာလေလုယာနောက်မိုးရွာကာလဆိုတာလေ
အစပိုင်းမှာနော်ကျမလေ့လာမိသလောက်ခရိယန်တမိုင်းကိုကျမတို့ကြည့်တဲ့အခါမှာနော်ကြီးစွာသောနိုးထမှုတွေဖြစ်ခဲ့တယ်ဆိုတာကိုကျမတို့မြင်တွေ့ရတယ်အထူးသဖြင့်တမန်တော်ဝတ္ထုကိုကျမတို့ဖတ်တဲ့အခါမှာကနဦးအသင်းတော်သည်ဟူသောပထမရာစုနှစ်ခရိယန်များရဲ့နိုးထမှုကိုကျမတို့တွေ့ရတယ်တမန်တော်ဝတ္ထုတစ်လျှောက်လုံးကိုကျမတို့ဖတ်တဲ့အခါမှာဖယားသခင်သည်အံ့ဩပွေသောနမိတ်လက္ခဏာများနဲ့တမန်တော်တွေကိုသူတို့အသုံးပြုခဲ့တယ်။တေခြင်းကနေရှင်ပြန်ထမြောက်တယ်ဟာလေလုယာဒီမှာပေတရုကသူ့ရဲ့အရှိတ်ဖြတ်သွားတဲ့နေရာတစ်လျှောက်လုံးမှာသူ့အရှိတ်ကိုထိတော်သူတိုင်းကျမ်းပါတယ်လို့ကျမ်းစာကနေဖော်ပြတယ်။တမန်တော်ဝတ္ထုတစ်လျှောက်လုံးကိုဖတ်ကြည့်အတိကလျှို့ဝှက်ချက်ကပါလဲဆိုသင်တို့အပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါသင်တို့သည်တကူကိုခံရ၍ဟာလေလုယာဒါကြောင့်နောက်ဆုံးသောကာလရဲ့နိုးထမှုမှာတန်ရှင်းသောဝိညာဉ်တော်ဖခင်ဒီနေ့နောက်ဆုံးသောကာလဖြစ်တယ်အသင်းတော်ကာလဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့ကာလဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်ဖခင်ကိုနေရာပေးပြီးမှကျမတို့အသက်တာမှာအသင်းတော်မှာဆက်လက်ချီလန်းမှုအင်မတန်မှအရေးကြီးတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေရာမှာပထမရာစုနှစ်ကာလမှာတဲ့ကျမဒီမှာကြီးစွာသောနိုးထမှုကိုကျမတို့ဒီယူဒပြည်နော်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မယ်တမန်တော်12ပါးအပါဝင်တခြားသောတပည့်တော်တွေပြီးတဲ့အခါမှာတမန်တော်ပေါလုပေါ်ပေါက်လာတယ်ဆိုတော့သူတို့တွေတမန်တော်ရဲ့နော်ဖယားသခင်စီမှာစကားပေးမှသူတို့ရဲ့တန်ရှင်သောဝိညာဉ်တော်ကိုအမိပြုခြင်းအဖြစ်ဧဝံဂေလိသတင်းတရားပြန့်နှံ့တဲ့နမိတ်လက္ခဏာနဲ့ဖယားသခင်အတည်ပြုပေးတယ်ဟာလေလုယာဥရောပနိုင်ငံအထိကြီးစွာသောနိုးထမှုဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်မကြည့်တယ်ဒါပထမရာစုနှစ်ရဲ့ပထမမိုးရွာခြင်းဖြစ်တယ်ချစ်တော်ညီကိုမောင်နှမများနောက်မိုးသည်ဒီထက်သာ၍ပြင်းထန်လိမ့်မယ်အဲ့ဒီမိုးကနောက်ဆုံးသောကာလရဲ့မိုးဖြစ်တယ်အဲ့ဒီတော့ဖယားသခင်သည်သင်နဲ့ကျွန်မကိုအသုံးပြုချင်တာဖြစ်တယ်ဟာလေလုယာကျွန်မကြည့်တဲ့အခါမှာယေရှုခရစ်တော်ရဲ့အချိန်ကာလနော်ပထမရာစုနှစ်မှာတဲ့ခရစ်တော်ရဲ့အချိန်ကာလဆိုတာယေရှုခရစ်တော်မြေကြီးပေါ်မှာအသက်ရှင်တဲ့ကာလမှာတဲ့ကမ္ဘာလူဦးရေဟာတဲ့တန်း300ဖြစ်တယ်လို့ကျွန်မတွေ့ရတယ်တန်း300ဖြစ်တယ်ဒီနေ့ကမ္ဘာလူဦးရေကဒီနှစ်မှာနော်ဒီကာလမှာကမ္ဘာလူဦးရေကတန်း9000ဖြစ်တယ်နော်ဒီတိုးတက်မှုနှုန်းနဲ့သွားရင်တဲ့2035မှာတဲ့ကမ္ဘာလူဦးရေဟာတန်းပေါင်း9000ဖြစ်လာလိမ့်မယ်လို့တွက်ချက်ကြတယ်အဲ့ဒီကမ္ဘာလူဦးရေရဲ့တဝက်ကျော်59%ရာခိုင်နှုန်းဟာအာရှတိုက်မှာနေထိုင်တယ်အာရှတိုက်ဟာကမ္ဘာလူဦးရေတဝက်ကျော်နေထိုင်သောနေရာဖြစ်တယ်ဒါကြောင့်မို့တမန်ကျမ်းစာအရတော်၎င်းနော်ဆရာတွေထဲမှာဆရာခိုင်စွမ်းရဲ့တရားဟောချက်ထဲမှာကျွန်မကြားပေမဲ့အခုတည်းကလုံးဝမမေ့နိုင်တဲ့နှုတ်ကပတ်တော်တစ်ခုကပါလဲဆိုရင်နောက်ဆုံးသောကာလရဲ့နိုးထမှုကအာရှကနေလာမယ်လို့သူကဟောတာဖြစ်တယ်အဲကြောင့်ဆရာခိုင်စွမ်းကအဲ့တော့ကျွန်မကိုပြောတယ်ဘယ်နိုင်ငံမှမသွားနဲ့ကျွန်မကိုပြောတာမဟုတ်ပြိဿအားလုံးပြောတာလေဘယ်နိုင်ငံမှမသွားနဲ့အာရှမှာနိုးထမှုရှိမယ်လို့သူကဟောတာဖြစ်တယ်ဒါပေမဲ့ကျွန်မဒီမှာရောက်လာတယ်ဆရာခွင့်လို့ပါဒါပေမဲ့ကျွန်မယုံကြည်တာကလေအာရှလူမျိုးတွေကိုဖခင်အသုံးပြုမယ်လို့ကျွန်မယုံကြည်တာဖြစ်တယ်ဟာလေလုယာနေရာဒေသကဘာကြောင့်အရေးကြီးလဲဆိုကျွန်မစဉ်းစားတယ်လေဖခင်သခင်အတွက်အရေးကြီးဆုံးကလူပဲလူတွေကယ်တင်ခြင်းရဖို့လူတွေကောင်းကင်နိုင်ငံရဖို့အဲ့ဒါဖခင်နှလုံးသားဖြစ်တယ်ဒါကြောင့်ယေရှုကဘာပြောလဲပျောက်သောသူတွေကိုရှာဖို့ငါလာတယ်တဲ့ဆိုတော့ကြည့်လေနောက်ဆုံးသောကာလမှာလူဦးရေဟာတိုးပွားလာတယ်ဒါကျမ်းစာမှာလည်းပြောတယ်လူဦးရေကတိုးတက်များပြားလာမယ်အဲ့လူဦးရေရဲ့တဝက်ကျော်အာရှမှာရှိတယ်ဆိုတော့အာရှနိုးထဖို့အတွက်ကျမဘာလို့သဘောမတူပဲနေရမှာလဲလူမြောက်များစွာကယ်တင်ခြင်းရမယ့်အရာဖြစ်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒီအတွက်သင်နဲ့ကျမကိုဒီကနေ့ဖခင်သခင်ပြင်ဆင်နေတာဖြစ်တယ်ဟာလေလုယာနောက်မိုးရွာရာကာလအတွက်ပြင်ဆင်ကြရအောင်နောက်မိုးရွာရာကာလမှာဖခင်သခင်အဲ့ဒီနိုးထမှုမှာလေကျွန်တော်ကိုကျမကိုသုံးပါလို့ဆုတောင်းသောသူတိုင်းကိုဖခင်သခင်ဒီနေ့အသုံးပြုလာမယ်ဟာလေလုယာဖခင်ရှင်နာမတော်ဘုန်းကြီးပါစေဒါကြောင့်မြန်မာပြည်အတွက်ဆုတောင်းပေးတာလေဘယ်တော့မှအာမလျှော်နဲ့ဖခင်သခင်ဒီကျမတို့ရဲ့ဆုတောင်းခြင်းကိုအမြဲတမ်းနားညောင်းသောဖခင်ဖြစ်တယ်ဒီနေရာမှာကျမဒီကျမ်းချက်ကနေပြီးမှနော်အေလိယရဲ့အသက်တာကနေပြီးမှကျမဆုတောင်းခြင်းအကြောင်းကျမဝေငှခြင်းတယ်သုံးသမရာဆိုရင်တတိယစာဆောင်အခန်းကြီး19အငယ်1နော်
တချို့ကျမ်းချက်လိုတဲ့ကျမ်းချက်လေးတွေကိုကျွန်မအဲ့ဒီ19ထဲကနေဖတ်ချင်တယ်ကာလအင်တန်ကြာ၍3နှစ်စေသောအခါအေလိယတို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ကသင်သည်အာဟပ်မင်းအားသွား၍ကိုပြလောငါသည်လည်းမြေပေါ်မှာမိုးရွာစီမည်ဟုမိန့်တော်မူသည့်အတိုင်း41ကနေပြီးမှကျွန်မ46ထိဖတ်ချင်ပါတယ်41ထိုနောက်မှအေလိယကမင်းကြီးသည်စားတော့ခြင်းကတက်သွားပါလောများစွာသောမိုးရွာမည်အတန်ရှိသည်ဟုအာဟပ်အားပြောဆိုလျင်အာဟပ်သည်စားတော့ခြင်းကတက်သွား၏အေလိယသည်ကရမေလတောင်ပေါ်သို့တက်၍မြေ၌ပြက်ဝဲ၍မျက်နာကိုဒူးကြားမှထားလျက်မိမိကျွန်အားတင်တက်၍ပင်လေသို့ကြည့်ရှုလော့ဟုဆိုသည့်အတိုင်းကျွန်သည်တက်၍ကြည့်ရှုလျက်အဘယ်အရာမျှမရှိပါဟုဆို၏အေလိယက9ချိန်တိုင်အောင်သွား၍ကြည့်ရှုအောင်လော့ဟုဆိုသော9ချိန်မြောက်သောအခါလူလက်နှင့်တူသောမိုးတိမ်ငယ်တစ်ခုသည်ပင်လေထဲကတက်လာပါ၏ဟုဆိုသောအာဟပ်မင်းထံသို့သွား၍မိုးရွာ၍စီးတားမိကိုစိုးရိမ်เสียရှိသောကြောင့်မင်းကြီးပြင်ဆင်၍ပြန်သွားမိအကြောင်းရှောက်ထားလော့ဟုမှားလိုက်လေ၏မကြာမမြင့်မီမိုးကောင်းခင်သည်မိုးသက်မုန်တိုင်းနှင့်မဲ၍ပြင်းစွာမိုးရွာ၏အာဟပ်သည်ယထာစီး၍ယေဇရေလမြို့သို့သွား၏ထာဝရဘုရား၏လက်တော်သည်အေလိယအပေါ်မှရှိ၍သူသည်ခပန်းကိုစီးလျက်အာဟပ်မင်းအရင်ယေဇရေလမြို့တကားဝသို့ပြေးလေ၏ဒီမှာဣသရေလနိုင်ငံမှာမိုးမရွာဘူး3နှစ်လုံးမိုးမရွာဘူးအစာရေစာတွေငတ်မော့ခေါင်းပါတယ်လူတွေငတ်ပြတ်ကြတယ်မြေကြီးတွေပတ်ကြအပ်တယ်ဘာမှစိုက်လို့မရအောင်ဒါပေမဲ့ဒီနေရာမှာဖယားရဲ့နှုတ်ကပတ်တော်ကအေလိယစီမှာပါလာလဲဆိုလို့ရှိရင်မြေကြီးပေါ်မှာငါမိုးရွာစီမယ်လို့ဖယားသခင်ကပြောတာဖြစ်တယ်ဟာလေလုယာအခုအခြေအနေမှာလေဟာပြောင်းလဲလာမလားနိုးထမှုဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာအခြေအနေနဲ့မဆိုင်ဘူးဖယားစကားနဲ့ဆိုင်တယ်ဟာလေလုယာဖယားသခင်ကမြေကြီးပေါ်မှာငါမိုးရွာစေမယ်လို့အေလိယကိုပြောတဲ့စကားမိုးမရွာသေးဘူးသူယုံကြည်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့သူကဘာပြောလဲဆိုရင်နော်အေလိယဟာတဲ့ကရမေလတောင်ပေါ်ကိုတက်ပြီးမှမြေ၌ပြက်ဝစ်လျက်မျက်နာကိုဒူးကြားမှထားလျက်တဲ့နော်သူစွတ်တောင်းတဲ့ပုံစံကိုမျက်စိထဲမှာမြင်ကြည့်လိုက်သူမျက်နာကိုပမာထားလဲဒူးကောင်းကြားထဲမှာထားတာမျက်နာဒူးကောင်းကြားထဲမှာထားပြီးစွတ်တောင်းတာစဉ်းစားကြည့်မျက်စိထဲမှာမြင်ကြည့်ကိုယ်တိုင်လည်းလှုပ်ရင်လှုပ်ကြည့်နော်အခုမဟုတ်အိမ်ရောက်တဲ့အခါမှာမျက်နာကိုဒူးကောင်းကြားထဲမှာထည့်တာလေသူရဲ့နှလုံးသားပြင်းပြခြင်းနဲ့ဇွဲနဲ့စွတ်တောင်းခြင်းကိုပုံဖော်တာဖြစ်တယ်တခါတလေပေါ့လေဟာကိုတော့ပြောင်းလဲလိုက်ပါကိုတော့ပြောင်းလဲစေပါဆိုပြီးမှမေ့သွားတဲ့စွတ်တောင်းခြင်းမျိုးမဟုတ်ဘူးမရရင်မဖြစ်ဘူးကိုတော့ဟာလေလုယာမပြောင်းလဲရင်မဖြစ်ဘူးကိုတော့ဇွဲနဲ့ကျမတို့ရဲ့စွတ်တောင်းခြင်းအေလိယကဲ့သို့နော်ဗာလဲပြင်းပြသောနှလုံးသားနဲ့စွတ်တောင်းခြင်းကိုဖခင်သခင်ဒီကနေ့ကျမတို့အသက်တာမှာလိုချင်တာဖြစ်တယ်ဟာလေလုယာမြေမှာပြက်ဝစ်ပြီးမှဒူးချားမှထားပြီးမှတဲ့သူ့ရဲ့ကျွန်လေးရှိတယ်သူစွတ်တောင်းတယ်နော်ယုံကြည်ခြင်းလည်းပါတယ်ဇွဲလည်းမလျှော့အကြီးတဲ့စွတ်တောင်းတယ်သူ့ရဲ့ကျွန်လေးရှိတယ်ကဲသွားကြည့်ပါအောင်ပင်လယ်ထဲမှာဘာရှိလဲသူ့ကျွန်လေးပြန်လာတယ်ဘာမှမရှိဘူးဟာဖခင်သခင်ကပြောတော့မိုးရွာမယ်ဆိုစွတ်တောင်းလိုက်ရကဘာမှလည်းမရှိဘူးနော်စိတ်ဓာတ်ကြမယ်ဆိုစိတ်ဓာတ်ကြခြင်းစရာကောင်းတယ်ဒါပေမဲ့အေလိယကစိတ်ဓာတ်မကြဘူးပြီးမှသူပြန်စွတ်တောင်းတယ်ဟာလေလုယာသူရဲ့ကျွန်လေးကိုသွားကြည့်ခိုင်းတယ်သွားကြည့်ပါအောင်ဘာတွေတွေ့လဲပြန်လာတယ်ဘာမှမရှိဘူးဟာထပ်စွတ်တောင်းတယ်တောင်းတယ်ကဲသွားကြည့်အောင်ဒီတစ်ခေါက်သွားကြည့်တယ်ပြန်လာတယ်ဘာတွေ့လဲဘာမှမတွေ့ဟာတောင်းတယ်စဉ်းစားကြည့်နော်9ချိန်တန်အောင်စွတ်တောင်းတယ်ကျမစဉ်းစားတယ်ကျမတို့အရာတချို့သောအရာတွေကျမတို့စွတ်တောင်းကြတယ်နော်ဘဝမှာကျမတို့လိုချင်တဲ့အရာတွေစွတ်တောင်းတယ်ဟာမိသားစုတွေပြောင်းလဲဖို့လားနော်ပြီးတဲ့အခါကျတော့လိုအပ်ချက်သစုံတရာလားနော်အထူးသဖြင့်ကျမတို့မြန်မာနိုင်ငံကြီးပြောင်းလဲဖို့လားကျမတို့စွတ်တောင်းခဲ့ကြတယ်ဆရာလည်းသိတယ်ကျမတို့ဖခင်เจ้าမှာဆိုလို့ရှိရင်တခါတလေနော်တရက်ကနေ10ရက်အစာချောင်စွတ်တောင်းတာအပြင်မှာရက်ပြည့်အစာချောင်စွတ်တောင်းခြင်းရှိတယ်တခါလေမြန်မာပြည်အတွက်ပျောက်ဆုံးသောဝိညာဉ်တွေအတွက်တောင်းလိုက်ရတာစွတ်တောင်းတယ်ကိုတော့မြန်မာပြည်မှာကျမတို့စွတ်တောင်းခဲ့တာတွေအယမ်းမှတ်မိသေးတယ်နော်မြန်မာပြည်ရဲ့လမ်းပန်းဆက်သွယ်ရေးတွေကိုကောင်းမွန်စေပါနော်မြန်မာပြည်မှာဗာလဲယထာမြေပေါ်မြေအောက်ယထာ system တွေကောင်းဆုံးဖြစ်အောင်အကြီးကျယ်စွတ်တောင်းတာဆောအေလိယရဲ့ကျွန်လေးလိုပဲဟဲ့မြန်မာပြည်တည်ဆိုနားထောင်လိုက်ဘာမှမဖြစ်လာသေးဘူးဆိုတဲ့အခြေအနေမျိုးမှာရှိတယ်ဒါပေမဲ့ဖခင်သခင်ကမလျှော့သောဇွဲနဲ့ယုံကြည်ခြင်းနဲ့တောင်းခြင်းကိုလိုချင်တယ်ဟာလေလုယာ
ဟာလေလုယာတခါဆရာခိုင်ဆွမ်းမဲ့သူတရားဟောတာကျွန်မအဲ့တရားဟောချက်ထဲမှာပဲပါတယ်ထင်တယ်သူဘာပြောလဲဆိုတော့နောက်ဆိုလို့ရှိရင်တဲ့မြန်မာပြည်မှာတဲ့ handphone တွေလူတိုင်းကင်နိုင်မယ်လို့သူပြောတော့အားလုံးရည်ကြတယ်လေအားလုံးရည်တယ်နောက်ဆိုရင်တဲ့အစည်းအဝေးပွဲတွေနော်မြန်မာပြည်မှာဝိပုစည်းဝေးတွေအစာရှောင်စုတောင်းလေးမှာဂျေစုပြု၍ handphone ကို power off ထားရင်ထားမထားရင် silent mode မှာထားပါလို့ခင်ဗျားတို့စာတန်းထိုးရလိမ့်မယ်လို့သူပြောတာလေရည်ကြတယ်လေမဖြစ်နိုင်ဘူးပေါ့လေ handphone တစ်လုံးဘလောက်လဲအဲ့ဒီခေတ်တုန်းကနော်ဝယ်ချင်တိုင်းတော့ဝယ် handphone တော့ပေါ်သေးလားမသိပါဘူးဆိုတော့ရည်တဲ့လူတွေလည်းအများကြီးရှိတယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာရှိတယ်ဒီကနေ့ကြည့်လေ handphone လူတိုင်းကင်နိုင်တယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်မအဲ့တစ်ချက်ကိုစဉ်းစားတဲ့အခါမှာလေဖယားသခင်ကကြံတဲ့ဆုတောင်းချက်တွေကိုအဖြေပေးမယ်လို့ကျွန်မအထူးပဲယုံကြည်တာဖြစ်တယ်ဟာလေလုယာအေလိယရဲ့ဂျုံကသွားကြည့်တယ်ပြန်လာတယ်ဘာမှမတွေ့ဘူးဇွဲမလျှော့ပဲဆုတောင်းဖို့လိုတယ်ဟာလေလုယာမြန်မာပြည်နိုင်ငံရေးတွေဘာတွေပြောင်းလဲနေတယ်လဲဘာမှမဖြစ်လာသေးဘူးဇွဲမလျှော့ပဲကျွန်မတို့ဆုတောင်းဖို့လိုတယ်ဟာလေလုယာဆိုတော့နောက်ဆုံးတစ်ချိန်မှာဘာလဲလက်သေးဆုပ်လောက်မိုးတိမ်ကလေးအပေါ်မှာတက်သွားတယ်တဲ့ဟာလေလုယာသေးငယ်သောပြောင်းလဲမှုဟာကြီးမားသောမိုးကိုရွာစေမှာဖြစ်တယ်မြန်မာပြည်မှာအခုသေးငယ်သောပြောင်းလဲမှုလေးတွေကျွန်တော်တို့မြင်တွေ့နေပြီဟာလေလုယာထိုရာသည်ကြီးစွာသောမိုးကိုရွာစေမှာဖြစ်တယ်ဟာလေလုယာဆိုတော့လူလက်နဲ့တူတဲ့မိုးတိမ်ငယ်ကလေးတစ်ခုတက်လာပါတယ်ဆိုတဲ့အခါမှာဟာအေလိယချက်ချင်းပဲမြန်ပြေးရှင်ဘုရင်ကိုလည်းမြန်ပြေးမိုးရွာတော့မယ်မြန်ပြေးသူလည်းပြေးတယ်ဟာလေလုယာကျမ်းစာကဘာပြောလဲမချာမမြင့်မီမိုးကောင်းကင်သည်မိုးတမုန်တိုင်းနဲ့မဲ၍ပြင်းစွာသောမိုးရွာတယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့ကျမ်းစာကပြောတယ်အရင်မိုးထက်နောက်မိုးသာ၍ကြီးမားဖို့ဆုတောင်းပါတဲ့နောက်ဆုံးသောကာလရဲ့နိုးထမှုမှာဖယားသခင်သည်များစွာသောပျောက်ဆုံးသောဝိညာဉ်တွေကနဦးယာစုနိုးထမှုထက်နောက်မှာနိုးထမှုတွေရှိခဲ့ပါတယ်တမိုင်းမှာအဲ့ဒီနိုးထမှုအရှိန်တွေထက်နောက်ဆုံးသောကာလနိုးထမှုမှာဖယားသခင်ဒီမြေကြီးပေါ်မှာရှိသမျှသောသူတိုင်းကောင်းကင်နိုင်ငံစရင်မှာစရင်ဝင်စေမှာဖြစ်တယ်ဟာလေလုယာမိတ်ဆွေသင်နဲ့ကျမကိုဖယားသခင်ဒါကြောင့်ဒီအချိန်မှာအသက်ရှင်ခွင့်ပေးတာဖြစ်တယ်ဒီမှာကျမတို့စားဖို့တောက်ဖို့အလုံးလုပ်ဖို့နော်မလုံးနဲ့လို့မပြောဘူးဒီအတွက်မဟုတ်ဘူးကောင်းကင်ရဲ့ခေါ်ခြင်းအတွက်ကျမတို့ဒီမှာမတ်တရနေခြင်းဖြစ်တယ်ဟာလေလုယာဖယားသခင်ဒီကျမကိုအသုံးပြုနိုင်တယ်သင်ကိုလည်းအသုံးပြုနိုင်တယ်နော်ဟာ तू ကအမှုတော်ဆောင်တွေကိုဖယားအသုံးပြုမယ်မဟုတ်ဘူးဖယားသခင်လူတိုင်းကိုအသုံးပြုမှာဖြစ်တယ်နံပါတ်1နောက်မိုးမှာသင်မြင်တွေ့ဖို့အတွက်ဆုတောင်းခြင်းအပြင်အရင်ဆုံးစတင်ကြရအောင်ဇွဲမလျှော့ပဲတောင်းပါဟာလေလုယာအသင်းတော်အတွက်ဇွဲမဆော့အသင်းတော်ရဲ့ဗိမာန်တော်နော်ဒီမှာဆော့ကကြေညာသွားတယ်ညီကိုတယောက်ကြေညာသွားတယ်ငွေပမာဏဒီလအတွင်းမှာဒီလောက်ရှိရမယ်ဆိုတဲ့အရာရှိတယ်ဇွဲမလျှော့ပဲနဲ့ဆုတောင်းကြရအောင်ဖယားသခင်ရဲ့အံ့ဩဖွယ်သောလက်တော်ကိုဒီကနေ့မြင်တွေ့ရမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖယားသခင်ရဲ့နှလုံးသားနဲ့သဘောတဘာဝကိုပါလေအရင်ကထက်နောက်ကိုပို့ပြီးအမြဲတမ်းကောင်းချီးပေးသောဖယားဖြစ်တယ်ဟာလေလုယာဒီအတွက်နောက်မိုးသည်ပြင်းစွာရွာမှာဖြစ်တယ်သင်ကိုဖယားသခင်နမိတ်လက္ခဏာနဲ့သုံးပါဟာလေလုယာဟာလေလုယာသင်အပြစ်တစ်မြို့လုံးပြောင်းလဲဖို့အကြောင်းလဲဖယားသခင်အသုံးပြုနိုင်တယ်ဟာလေလုယာဟာလေလုယာဟာငါဆရာကြီးမဟုတ်တာငါကနော်အမှုတော်ဆောင်မဟုတ်တာမလုံနဲ့ဖယားသခင်သည်တာမန်လူတယောက်ဖြစ်သောဖိလိပ္ပုကိုပင်ဗာလဲရှမာရိမြို့မှာကြီးစွာသောနိုးထမှုနဲ့ဖယားသခင်အသုံးပြုခဲ့တယ်တမန်ကျမ်းစာမသူသည်ကြီးမားသောအမှုကိုပြုတဲ့ဧဝံဂေလိဆရာသာသနာပြုဆရာအနေနဲ့ကျမတို့မြင်တွေ့ရတာဖြစ်တယ်စက္ကတ်သောသူတိုင်းကိုဖယားသခင်ဒီတိုင်းအသုံးပြုမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်ဖယားကိုမျှော်လင့်ကြရအောင်ဖယားသခင်ကျွန်တော်ကိုသုံးပါကျမကိုသုံးပါဟာလေလုယာဒီကနေ့ကျမမေးချင်တယ်နောက်ဆုံးသောကာလရဲ့ဝိညာဉ်နိုးထမှုအတွက်ကိုတော့ကျွန်တော်ကိုသုံးပါကျမကိုသုံးပါလို့ဘယ်နှယောက်ကစံတာရှိလဲလက်ထောင်ကြည့်ရအောင်ဟာလေလုယာအဲ့ဒီလက်ကိုဖယားသခင်မြင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဘယ်နေရာမှာလောက်ရမလဲဘယ်လို့စပြီးလောက်ရမလဲမစင်းစားနဲ့ဖယားသခင်တင့်ကိုလိုအပ်သောအရေးချင်းတွေထည့်ပေးလာမယ်နံပါတ်1အချက်ဇွဲမလျှော့ပဲအရင်ဆုတောင်းကြရအောင်ဆုတောင်းခြင်းကနံပါတ်1ခြေလှမ်းဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဆောဒီမှာတန်းစီပြီးမှဆုတောင်းသွားတာလေဖယားသခင်နားညောင်းမှာဖြစ်တယ်မြန်မာပြည်မှာလူမျိုးကြီး10မျိုးနဲ့135မျိုးသောလူမျိုးနွယ်စုတွေရှိတာဖြစ်တယ်ဖယားသခင်ဒီလူမျိုးတကာကိုသူ့ကိုသိစေမှာဖြစ်တယ်မြန်မာပြည်ပြောင်းလဲလာမယ်အာမင်ဟာလေလုယာဆက်လက်ပြီးမှ2015ရွေးကောက်ပွဲမှာဖယားသခင်သည်သူအလိုတော်ရှိသောခေါင်းဆောင်များကိုမြန်မာပြည်အတွက်တင်မြှောက်ပေးဖို့ကျမတို့ဆုတောင်းကြရအောင်အာမင်ဟာလေလုယာ
ဟာလေလုယဖခင်သခင်သည်နှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းကိုကောင်းချီးပေးပါစေစကားပြောပါစေအာမင်ဝိညာဉ်တော်ဖခင်မဆပါစေဖခင်ရှင်ရောက်စီတိုင်းကိုကောင်းချီးပေးပါစေအာမင်